အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မြတ်ကိုဒီပါကျွန်တော်ဘွားရဲ့ခီးစဉ်လေးတစ်ခုအကြောင်းကိုကျွန်တော်ပြောပြပေးစင်လို့ပါဒီကျွန်တော်2018လောက်တော့နေမှာ Xiaomi 5S ကင်မရာလေးနဲ့ရှောက်ရိုက်နေတဲ့အချိန်အားစားလို့အခုကျွန်တော်လက်ထက်မှာဒီ Sony ကင်မရာတွေ Get Professional Lighting တွေကျွန်တော်ဒီ editing software အများကြီးကျွမ်းကျင်လာပြီးတော့ကျွန်တော် quality ရှိရရောလုံနိုင်လာတဲ့အထိပေါ့နော်ကျွန်တော်ခီးစဉ်လေးမှာကျွန်တော်မမရရဖြစ်နေခဲ့တဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ 2S in the city ဆိုရဲကျွန်တော်ရဲ့ Sunbi Universe ပေါ့နော်ကျွန်တော် Sunbi Shopflip Universe လေးပါဆိုတော့ကျွန်တော်အဲ့ဒါကိုဘယ်လိုလုပ်ဖြစ်လဲဆိုတာလေးကိုစပြောရရင်ဒီ2024မေလပိုင်းမှာကျွန်တော် Day Shift ဆိုရဲဒီနိုင်ငံခြားစံပိုင်းရာကတခါကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ကဘယ်လိုလူမျိုးလဲဆိုတော့ရုပ်ရှင်တကားကြည့်ပြီးရင်ငါဟောဒီလိုကာမျိုးလုံနိုင်လားမူကြီးနဲ့ကျွန်တော်တခါအဲ့စကားဖယ်ကားမျိုးကျွန်တော်ကြည့်ပြီးတာအဲ့မှုဖြစ်တယ်ပြီးတော့ကျွန်တော်အဲ့ဒီမှာဖြစ်ချင်တော့ကျွန်တော်အကိုတွေကျွန်တော်အရန်ညီလေးတွေကျွန်တော်တငယ်ချင်းတွေနဲ့ချိန်ထားရပါတော့ချိန်ထားချိန်မှာသူတို့ရောက်လာတဲ့အချိန်မှာကျွန်တော်ချက်ချင်းပဲသူတို့အဲ့လို fight scene တွေအကုန်လုံး rehearsal လုပ်တယ်ချက်ချင်းအဲ့လိုအပ်တဲ့ asset fate တွေသူအတူတွေဆိုလဲဇီးဖြော်တွေချက်ချင်းသွားဝယ်ပြီးကျွန်တော်လုပ်ပြီးတော့ချက်ချင်းရိုက်ပလိုက်တယ်ရိုက်ပြီးတော့ညာတွင်းချင်းပဲ VFX တွေလုပ်တယ်အဲကျွန်တော် edit ဆက်တယ် Definity ရယ်အဲ့နဲ့ကျွန်တော်မေလ10ရက်နေ့မှာကျွန်တော် Facebook မှာ duration 2မိနစ်ခွဲစာလောက်ရှိတဲ့ဒီ 2S in the city ဆိုပြီးတော့ short film ကိုကျွန်တော်တင်ချလိုက်တယ်ဟဲ့ဒီနေ့မှာခင်ဗျားတွေဆိုတော့2ယောက်ပဲကျွန်တော်နဲ့တူရကြကျွန်တော်မယုံနိုင်တော့မယ် feedback ကောင်းနေကျွန်တော်အများကြီးရခဲ့တယ်အရန်မိုက်တယ်လို့နိုင်ငံခြားသားတွေတူတယ်လို့ဆိုကျွန်တော်အရန်လေးပျော်ခဲ့ရပေါ့နော်ဒီလိုနဲ့ကျွန်တော်ကြားထဲမှာတခြား shop တွေလုပ်တယ်တခြား project လေးကျွန်တော်လုပ်တယ်ပေါ့နော်ဒီလိုနဲ့ကျွန်တော်2025မေလရောက်တဲ့အခါငါတနည်းပြည့် Zombie shop တစ်ခုတော့ထပ်လုပ်ရင်ကောင်းမယ်ဆိုပြီးကျွန်တော် idea ရလာတယ်ပေါ့အဲ့ဒါကျွန်တော်တုံဆိုင်မနေဘူးကျွန်တော်တငယ်ချင်းတွေစုတယ်ကျွန်တော်ရန်ကုန်တငယ်ချင်းတွေအကုန်လုံးစုတယ်စုပြီးတော့ဒီ 2S in the city on the path to survival ဆိုပြီးနောက်ထပ်ဒီ Zombie shop တစ်ခုလောက်ချလိုက်တယ်ရှေ့ကားနဲ့ချိတ်ထားတယ်ပတ်2ပေါ့နော်ပတ်2ဆိုပြီးကျွန်တော်ရိုက်လိုက်တယ်မင်းလိုမင်းကလေးကဒီမှာဘာလုပ်နေရလဲကျွန်မထပ်ပြေးနေတာ3ရက်လောက်ရှိပြီအဲ့ short film ကဒီကျွန်တော် YouTube history မှာ view အများဆုံး video ဖြစ်သွားတယ်ကျွန်တော် YouTube မှာတင်ခဲ့တဲ့ video အားလုံးရဲ့ history ကိုကြော်တက်သွားတယ် view အများဆုံး video ဖြစ်သွားတယ်ဆိုတော့ဒါကျွန်တော်1မှာ feedback တွေကောင်းလို့2မှာလည်းကျွန်တော် result ကောင်းခဲ့တယ်ပေါ့နော်comment တွေမှာတော့ထောက်ပြသွားတဲ့သူတွေရှိတယ်အားပေးချီကျူးစကားပြောသွားတဲ့သူတွေရှိတယ်ဆဲသွားတဲ့သူတွေရှိရပေါ့နော်ဘာဖြစ်ဖြစ်ကျွန်တော်ဂျင်းနေတယ်ကျွန်တော်လှုပ်ချင်တာလှုပ်ထားရပုံမှာကျွန်တော်ကြိုက်တဲ့ response လာကျွန်တော်ဂျင်းနေတယ်ဆိုတော့ဒီလိုနဲ့အခု2026မေလကိုရောက်လာတော့ကျွန်တော်တခြားလှုပ်ရှင်တာလေးတွေကလည်းရှိလာတော့ကျွန်တော်2024တော့စခဲ့တဲ့ဇာတ်လမ်းကို trilogy တစ်ခုနဲ့လှပပလေးစသိမ်းချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ 2S in the city Reign of the QR ဆိုပြီးတော့ကျွန်တော်ဒီ short film Zombie short film တစ်ခုကျွန်တော်ထပ်လုပ်လိုက်ပါတယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးကို28ရက်နေ့ကြာရင်ဒီကျွန်တော်ရဲ့မြက်ကိုဒီ YouTube channel ကနေပြီးတော့ပြင်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စခဲ့တဲ့2024တော့ကျွန်တော်ရဲ့ကိုပိုင် Zombie University ကအခုဒီ2026မှာသိမ်းလို့မှာဖြစ်ပါတယ်ဒါကြောင့်ဒီ28ရက်နေ့မှာဒီကျွန်တော်ရဲ့မြက်ကိုဒီ YouTube channel ကနေပြီးတော့ 2S in the city Reign of the QR ဆိုပြီးတော့ short film လေးထွက်လာရင်လည်းအားပေးကြပါအောင်ကျွန်တော်အများကြီးကြိုးစားထားပါတယ်နောက်လည်းဒီထက်မိုက်တဲ့အရာတွေနဲ့တူပြန်လာခဲ့ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ဖြည့်စည်းစတင်ဆက်သက်တော့မှာဖြစ်ပါတယ်
ပစ္စည်းနေရာချထားပြီးပါပြီ